မင်္ဂလာပါယတိပါဒီနေ့မှာတော့ယတိကဒီကိန်းလေးကိုဆက်ပြမှာပဲဖြစ်ပါတယ်ယတိတို့ဒီကိန်းလေးထဲဝင်လိုက်ရအောင်နည်းနည်းလေးတော့စောက်ပေးပါရှင်ဒီမှာကိန်းလေးထဲတော့ရောက်ပါပြီအရင်ဆုံးဆော့ရမယ်ဆိုလို့ရှင်เนาะဒီထဲလေးကိုဝင်ပြီးတော့နှိပ်ပြီးတော့ဆော့ရမှာပါပြီးရင်တော့ဒါလေးကိုနှိပ်ကမှာပါကဲဒီတို့နှိပ်ပြီးတော့ဝင်ကြမယ်ပြီးပြီဆိုရင်တော့ဒါလေးကိုအရင်နှိပ်လိုက်ပါဒါလေးရတော့အခင်းလေးခင်းတာပါကိုကြိုက်တဲ့အခင်းလေးကိုခင်းလို့ရပါယတိကတော့ဒီနေ့ကပေါ့နော်ဒီဟာလေးပဲခင်းလိုက်တော့မယ်ဒီကပန်းအောင်ကြိုက်တာဆိုတော့ပြီးတော့ဒီစတစ်ကာဆိုတဲ့ဟာလေးတွေဝင်လိုက်ပါပြီးပြီဆိုဒီမှာပေါ့နော်ပစ္စည်းအများကြီးပါပဲဆက်စချင်းကတော့ဒီလိုပစ္စည်းမရှိပါဘူးဒီထဲလေးကိုဝင်ပြီးတော့ပစ္စည်းလေးတွေယူလို့ရပါတယ်ဒီမှာလည်းရိုက်ရှာလို့ရပါတယ်ကဲခုကတော့ယတိကပေါ့နော်ယတိဖန်တယောက်အတွက်ပေါ့ယတိဖန်တော့မဟုတ်ဘူးပေါ့ယတိကိုလာပြောကြပဲ1000မိုး2000မိုးအဲ့လို1000မိုး2000မိုးလာပေးပါလို့မပြောကြအောင်ပေါ့နော်ပြောတဲ့သူယတိကလုတ်ပေးမှာပါပြောတဲ့သူလုတ်ပေးမယ်မပြောတဲ့သူတော့ယတိကတော့လုတ်ပေးဖြစ်မှာတော့မဟုတ်ပါဘူးရှင်ကဲအခုကတော့ယတိကိုထည့်မယ်ပေါ့နော်ယတိကတော့ပန်းအောင်ရောင်စုံလေးထည့်လိုက်ပါမယ်ဒါလေးကဘသူ့အတွက်လဲဆိုယတိအတွက်ပါစတာပါရှင်ဒါလေးကယတိကျောင်းကယတိတငယ်ချင်းအတွက်ပါယတိကျောင်းကယတိရဲ့တငယ်ချင်းကယတိနဲ့အကြိုက်တူတယ်ပေါ့နော်ယတိနဲ့အကြိုက်တူတယ်သူလည်းပန်းအောင်ပဲကြိုက်တာဆိုတော့ယတိကပန်းအောင်လေးပဲထည့်ပေးလိုက်ပါမယ်ဆိုတော့သူ့ကိုပန်းအောင်ပေါ့နော်ဒီမိုင်းမလို့ဒီချစ်စရာမိုင်းမလို့ဒီအရုပ်ကလေးထည့်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ပေါ့နော်ချစ်စရာမိုင်းမလို့ဒီ notebook ကလေးကိုထည့်ပေးလိုက်ပါမယ်အနောက်ကအတန်လေးတော့တိခန့်ပေးကြပါရှင်ကဲဒီပန်းအောင်ပစ္စည်းလေးရှာပြီးထည့်ကြမယ်ဒါလေးကတော့ကနန်းပေါင်းဆက်လေးပေါ့နော်သူတင်ချာတွေပါတော်လို့ရအောင်ပါစတာပါရှင်ဒါလေးကသူ့အတွက်တက်ပေါ့နော်လူတဲ့နေရာမှာသုံးလို့ရအောင်ပေးတာပါကဲဒါလေးကတော့ရေမွေးဘူးလေးပါရေမွေးဘူးလေးလားပါဘူးလေးလဲတော့ယတိလည်းမသိပါဘူးအဲ့လိုမသိတဲ့အတွက်လည်းတောင်းပန်ပါတယ်ရှင်သူကစပင်းမရှိဘူးဆိုတော့ပေါ့နော်ကလစ်လေးတော့မထည့်ပေးတော့ပါဘူးဒါပေမဲ့သူကဒီခေါင်းလေးမှာပန်ဖို့အတွက်ဒီလိုကလေးလှလှလေးကိုတော့ယတိထည့်ပေးလိုက်ပါမယ်ကဲယတိတို့မှာပန်းအောင်ပစ္စည်းလေးရာတိတ်မရှိဘူးเนาะဒီအားကျတော့ဖက်ဆက်ခိတ်လို့လဲသုံးလို့ရတယ်မိတ်ကပ်တွေထည့်တဲ့ဟာလေးလို့အိတ်ကလေးလို့ပြောလဲသုံးလို့ရတယ်ကြိုက်တယ်လို့သုံးလို့ရပါတယ်ရှင်ဒီလိုပစ္စည်းတော့ဒီလိုစီမှာတိတ်မရှိသေးဘူးသူကနှက်ခမ်းနေဆိုးရတာဝါသနာပါလို့ပေါ့เนาะနှက်ခမ်းနေလေးပေးလိုက်ပါမယ်ရှင်နောက်နေ့ကျရင်ယတိပစ္စည်းတွေအများကြီးဖြစ်အောင်ယတိပစ္စည်းတွေလောက်ထားပေးပါမယ်เนาะမပရိသတ်တွေကြည်ရတာပစ္စည်းအများကြီးဖြစ်နေမှာပါကဲယတိအဆိုအခုပဲငါယတိတို့တွေပစ္စည်းလေးယူလိုက်ကြရအောင်ပစ္စည်းယူမယ်ဆိုရင်တော့ဒါလေးကိုနှိပ်ရမှာပါအရင်ဆုံးဒါအကောက်ဖွင့်ဖို့လဲလိုသေးရနော်မဖွင့်မဲနဲ့ဆော့ရင်တော့ပေါ့အဲ့လိုမျိုးဘာမှတော့မဖြစ်မယ်ပေါ့ယတိလဲအဲ့လိုအကောက်ဖွင့်တာအတွက်ယတိလဲမဖွင့်မဲဆော့ရင်ဘာဖြစ်လဲယတိလဲမသိပါဒါတွေကယတိယူထားတာတွေဆိုတော့ဒါလေးကယတိယူထားတာဒါလေးကမယူထားရအောင်ဆိုတော့ဒါလေးကိုယူမှာမယ်ကဲပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဒီဘက်မှာလည်းချစ်စရာလေးတွေဒါလေးလည်းချစ်စရာလေးယတိယူလိုက်မယ်ရမ်းမိုက်တာပဲနော်အရန်ကိုချစ်ဖို့ကောင်းတယ်ဒါလေးလည်းချစ်စရာလေးတွေအဲ့လိုခဏလေးရက်ထားလိုက်မယ်ယတိပစ္စည်းယူလိုက်အောင်မယ်ကဲယတိပစ္စည်းလည်းယူပြီးသွားပါပြီအဲ့တော့ဒီထဲမှာပေါ့နော်ဒါလေးကိုထည့်ပါမယ်ဒါလေးကဘာဖြစ်လဲမသိဘူးယူလို့မရအဲ့ဒါတတ်နေရပေါ့နော်အဲ့တော့ခဏတိခန့်ပေးပါအဲ့တချို့အဲ့ဒါတတ်နေလို့ရှိရင်မယူရဘူးပေါ့နော်အဲ့ဆိုတော့ဒီရောင်ချယ်လေးပဲယူလိုက်တော့မယ်ကြော်ညာလေးဝင်နေတွေ့တော့ခဏလေးရက်လိုက်ကဲရပါပြီဒါလေးကတော့ယတိအယောင်ချယ်လေးပါရောင်ချယ်လေးကိုဒီနားမှာထားမယ်ပေါ့နော်ကျောင်းမှာကျတော့အယောင်ချယ်လေးတွေလိုအပ်တာမလို့ပါနောက်ကအတန်လေးတော့တိခန့်ပေးပါရှင်ပြီးတော့သူကပေါ့ဂိတ်ဆော့ရတာကြိုက်တဲ့အတွက်ကြောင့်မို့ဂိတ်ဆော့
ဒီကိန်းဆက်လေးကိုယတိကတော့ထည့်လိုက်ပါမယ်ရှင်ကဲပေါ့နော်ပြီးပြီဆိုလို့ရှင်ယတိကဒီလိုဖော့ဖက်အသေးလေးကိုထည့်လိုက်ပါမယ်ယတိကြောင့်ပစ္စည်းတငယ်ချင်းလေးရပေါ့ဒီဂိမ်းလေးကိုစောတဲ့အတွက်ပေါ့နော်ဂိမ်းထဲကနေပြီးတော့ပဲလက်ဆောင်ပေးတာပါပြီးတော့တစ်ထပ်ပြီးသွားပြီဆိုတော့နောက်တစ်ထပ်လေးထပ်ပြီးထည့်ပါမယ်ကဲနောက်တစ်ထပ်လေးထည့်မယ်ပေါ့နော်အနောက်ကအတန်လေးတွေကတော့တီးခန့်ပေးပါရှင်နည်းနည်းပေါ့နော်စူနေတာလေးပါပြီးတော့ဒီလော့ဆိုဂိတ်ဆက်ကလေးပါဒါလေးကတော့အလုပ်တိကျမှာပါမမဝယ်ဆိုင်မှာကြော်ညာနေကြပါပြီးတော့ရတီရှိသေးပါတယ်ဒီရလေးဒါလေးကိုထည့်ပေးပါမယ်ဒါလေးကတော့ make up ကလေးတဲ့နှာခမ်းနီလေးပါမိုင်းမလိုဒီလေးပါချစ်စရာလေးကောင်းပါတယ်အနောက်ကအတန်လေးတော့တီးခန့်ပေးပါနော်ဒီတို့အဆိုရင်ဒါလေးကိုဒီတို့ထားလိုက်ပါမယ်ပြီးပြီဆိုရင်တော့ရဒီပစ္စည်းအစုံလိုက်ထည့်လိုက်အောင်မယ်ဒီမှာတစ်ထပ်ထည့်ပြီးွားပါပြီနောက်တစ်ထပ်ထပ်ထည့်မယ်နောက်တစ်ထပ်စပြီးတော့ထည့်လိုက်ပါမယ်အားလုံးပဲလိုက်ကြည့်ပေးပါအောင်ကဲဒါလေးကနောက်တစ်ထပ်ထပ်ထည့်ထားတာလေးကိုပြပေးတာပါရှင်ဒါလေးရဒီအဖုံးအုပ်လိုက်တော့ပါမယ်ကဲဒါလေးကတော့ဖာပူလေးပုတ်ပြီးတော့ sorry ဒါလေးရတော့ပေါ့နော်ယတိတို့ဖာဘူးလေးလုတ်ပြီးသွားတာလေးပါအားလုံးပဲဘဘိုင်မှာကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာယတိတို့တွေတူတူပြန်ဆုံကြမယ်ကျောင်းနေလဲတက်နေရပြီဆိုတော့ဗီဒီယိုတွေတိတ်မတင်နိုင်တော့ဘူးပေါ့နော်အခုကအစပဲရှိသေးတယ်နောက်ပိုင်းနေကြရင်မတင်နိုင်တော့ပါဘူးအဲ့ဒီအတွက်လည်းယတိကြိုပြီးတော့တောင်းပန်သားပါတယ်ရှင်ယတိကိုမမေ့သွားကြနဲ့နော်အားလုံးပဲဘဘိုင်မှာ